များရဲ့အများနဲ့နေတူအခက်ခဲရှိကြပါတယ်ကွယ်နေလီရဲ့ဒါတွေတွေးကွယ်ကြာလီဝေးမယ်ဒီဖြစ်မျိုးတော့မရောက်လို့သူမဲနှကူလူနေရစကောင်းမြတ်ကြသို့လိုက်ခဲ့ကိုခြင်းမဆုံးကြတော့လေပေါင်းရကြတဲ့ချစ်သူတွေများပါတယ်တကယ်ချစ်ရင်ဂုဏ်တနာမဆုံးကြတော့လေပေါင်းကြရတဲ့ချစ်သူတွေများပါတယ်ကိုနာကိုအကိုကချစ်တဲ့သူသားလေးကြောင့်တို့ရွယ်မောင်စီနာထားရလေချစ်တဲ့ဒါတွေတွေးကွယ်ကြာလီဝေးမယ်ဒီဖြစ်မျိုးတော့မရောက်လို့သူမဲနှကူလူနီးရစကောင်းညကြသို့လိုက်ခဲ့တော့ခြင်းပဲကိုမဝကိုအရေးကိုပိုင်အတွေ့နဲ့ကိုတို့ဆွေးနွေးကြမယ်ကွယ်အမလေးနှကူချစ်တဲ့အရေးကပြေလဲမယ်။အော်ကိုမဝကိုအရေးကိုပိုင်အတွေ့ငိမ့်နဲ့မောင်တို့ဆွေးနွေးကြမယ်ကွယ်။အမလေးနှကိုချစ်တဲ့ခွဲကြရမယ်အရေးကပြေလဲမယ်။မနာပေမဲ့ချစ်တဲ့သူပါကွယ်။ယုံကြည်ချက်ကပြေထောင်ချီကိုလည်းထူထောင်မယ်လိုက်တော့တင်ပါရဲ့ညာလွဲ့ပြူသမဲမောင်ကခေါ်နေတဲ့လူရလုံးဖြစ်လာရင်ချစ်တတ်တဲ့နှလုံးသားဆိုတာကိုယ်ဒီကိုကပါလာကြသမဲပါတစ်ချိန်လုံးကဘယ်လောက်ပဲချစ်ခဲ့ကြအချစ်ဆိုတဲ့အရာဟာလေနားလည်မှုဆိုတဲ့အရာမရှိရင်တန်ဖိုးမဲ့သွားကြတယ်ပါဒါကြောင့်မို့မေတ္တာစိတ်မေတ္တာမှန်အချစ်စိတ်အချစ်မှန်တို့မြည်ဒီမှလေဖြောင်းပြရလမ်းမရှိသမြဲမို့ချစ်တတ်တဲ့အရေးကိုတွေးလေတိုင်းအလွန်ကိုတိုင်တယ်ကြလို့အော်ကြာလီဝင်းမှာသိုးရပါတယ်ချစ်ရဲ့နှကိုလူနေဖို့အတွက်ကြာလီဝင်းမှာသိုးရပါတယ်အချစ်ရဲ့